Hello အားလုံးပဲ Assalamu alaikum လက်ဝရှယ်ဝင်လင်ကို page ကပြန်ကြိုလိုက်ပါတယ်ကျွန်တော်ခုမန္တလေးမှာဒီအပိုင်းရာသီဥတုကတော်တော်လေးကိုပူလာပြီဆိုတော့ဒင်းရင်ကောတောက်ရှင်တဲ့သူတွေအတွက်နှစ်ပေါင်းတန်35နှစ်ကျော်ရှိရဲ့ရာကုတ်ပိုင်ဆိုရဲအကောင့်ဆုံးဒင်းရင်ဆိုင်လေးကိုကျွန်တော်ကပြန်ပြီးတော့ share လုပ်ပေးချင်ပါတယ်ဒီဆိုင်လေးမှာဒင်းရင်ဘယ်လိုရပြီးတော့ကျွန်တော်ဘာဒီမှာတောက်ခဲ့လဲဆိုတာကိုဒီ vlog လေးကိုကျွန်တော်တို့တူတူစောင့်ကြည့်ကြည့်လိုက်ကြရအောင်ဆိုင်နာမည်ကတော့ရာကုတ်ပိုင်မိသားစုအကောင်းဆုံးတင်ရင်ဆိုတဲ့ဆိုင်လေးဖြစ်ပြီးတော့လိပ်စာကတော့23လမ်း82လမ်းတောင်မှာဖွင့်ထားပါတယ်ဒီဆိုင်မှာကတော့ဒင်းရင်တစ်မျိုးလေးရောင်းပြီးတော့ဒင်းရင်ကိုမှတကြားနဲ့တစ်ညက်ဆိုပြီးတော့2မျိုးရပါတယ်အခုနောက်ပိုင်းဒင်းရင်ဆိုင်ဒီမှာတွေ့ရတတ်တဲ့တကြားကိုအောက်ကထည့်ပြီးတော့ဒင်းရင်ကိုပေါ်ကနေထည့်ပေးတာမဟုတ်ဘဲနဲ့အခုလိုမျိုးအိုးထဲမှာဒင်းရင်ကိုထည့်တကြားကိုထည့်ပြီးတော့တခြားလေးမှုတ်ပေးရမို့လို့တကြားလေးကြီးတောင်းရလေးပို့ပြီးတော့ရသာရှိပြီးတောက်လို့ကောင်းပါတယ်ဒီဆိုင်မှာဆိုရင်တော့ဒင်းရင်တစ်ခွက်ကို3500ပဲပေးရပြီးတော့အပေါ်မှာအုံးသီးနဲ့မလိုင်းလေးပါပါတယ်ဒီဇိုင်းတင်ရင်ကအုံသီးများများနဲ့တောက်ရင်ပို့ပြီးတော့တောက်လို့ရကောင်းတာမို့လို့အုံသီးကြိုက်တယ်ဆိုရင်တော့ထည့်တောက်ကြည့်ဖို့ comment လုပ်လိုက်ပါတယ်နောက်ထပ်တစ်မျိုးကတော့ထញ្ញက်နဲ့ပါဒီဇိုင်းမှာကတော့တကြားနဲ့ထញ្ញက်ဆိုပေမဲ့တကြားကလူကြိုက်များပြီးတော့ထញ្ញက်ကလူကြိုက်နေပါတယ်ထញ្ញက်နဲ့ဆိုရင်ဒိန်ရင်ကိုအိုးရဲထည့်မမွေပြီးပဲနဲ့အပေါ်ကနေပြီးတော့အခုလိုမျိုးထည့်ပေးတာပါဒီဆိုင်လေးဖွင့်လာတဲ့တန်းက35နှစ်တိုင်အောင်မန်းလေးမှာဆိုရင်ဒါတော်တော်များတိကျရဲ့ဆိုင်လေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့တကြားနဲ့ထញ្ញက်နှစ်မျိုးလုံးတောက်ပြမှာဖြစ်ပါတယ်ဒီဇိုင်းတင်ရင်ကတော်တော်လေးတောက်လို့ကောင်းပြီးတော့ရသာရှိရမို့လို့မတောက်ဘူးတင်ရင်အများဆုံးတောက်ကြည့်ဖို့ recommend လုပ်လိုက်ပါတယ်အပေါ်မှာမလိုင်းဘက်တွေရောအုံးသေးတွေရောပါပြီးတော့တင်ရင်ကအခုလိုမျိုးအုံးသေးများများနဲ့တောက်မယ်ဆိုရင်တော့အရင်တောက်လို့ကောင်းပါတယ်ဒီဇိုင်းလေးကကျွန်တော်တို့ဟိုးငယ်ငယ်လေးအားပြောင်းနေတွေကပေါ့နော်အားပြောင်းစိမ့်ပြီဆိုတာနဲ့ဒီဇိုင်းလေးမှာထိုင်ပြီးတော့တင်ရင်တောက်နေကြပါဆိုင်နေရ3နေရာလောက်ပြောင်းပြီမယ်အခုဆိုရင်တော့23လမ်း82လမ်းထောင်မှာမနက်9:00နာရီကနေပြီးတော့ညနေ6:00နာရီထိဖွင့်ပါတယ်ဒီဇိုင်းလေးကတက်တန်းလဲကြသလိုတော်တော်များများနဲ့တောက်ခုပြီးသားမို့လို့ဒီဇိုင်းရဲ့တင်ရင်ကိုတော့ true ပြောစရာမလိုအောင်ကိုတောက်လို့ကောင်းပါတယ်ကျွန်တော်အဲ့ဒီကတော့တကြားနဲ့ရင်တောက်ကြည့်ပြီးတော့တညနဲ့ကိုနောက်မှတောက်ခဲ့ပါတယ်။ပါဆယ်စင်းတန်လေးရသလိုထိုင်းတောက်ချင်တယ်ဆိုလဲအခုလိုမျိုးခုံလေးချပေးထားပါတယ်။ဒင်းရင်တောက်မယ်ဆိုရင်တော့ဝမ်းလင်းမှန်ပြီးတော့ကျမ်းမာရီတွေထူးတင်းလျော်အောင်မို့လို့အခုလိုမျိုးပူအိုက်တဲ့နေရာဒီမှာဒင်းရင်တောက်ချင်တယ်ဆိုရင်တော့ရာကုတ်ပိုင်ဆိုင်ကိုတောက်ကြည့်ဖို့ recommend လုပ်လိုက်ပါတယ်။ဒါကတော့ထញ្ញက်နဲ့ပါထញ្ញက်ရတာကဘယ်လိုပြောရမလဲဆိုရင်တော့လေနည်းနည်းလေးတောက်လိုက်တဲ့အခါမှာနည်းနည်းခက်ပြင်းပြင်းနဲ့လေးပေါ့နော်ဒီထញ្ញက်ကအနည်းကတော်တော်လေးရပြီးတော့ပေါ့နော်ကျွန်တော်ကတော့တကြားကိုပို့ပြီးတော့ကြိုက်ပါတယ်ကျွန်တော်ရန်ကုန်ရောက်တော့ကဒီဒိန်ရင်ကိုထញ្ញက်နဲ့တောက်ကြရပေါ့နော်ဒီမန္တလေးမှာကကြတော့တကြားနဲ့တောက်ကြရများပါတယ်ဒီဇိုင်းရဲ့ထញ្ញက်နဲ့တကြားဆိုရင်တော့ကျွန်တော်ကတကြားကိုပို့ပြီးကြိုက်ပြီးတော့အခုလိုမျိုးအုံသီးများများနဲ့တောက်မယ်ဆိုရင်တော့အရင်တောက်လို့ကောင်းပါတယ်အခုလိုမျိုးပူအိုက်တဲ့မန္တလေးမြို့ရဲ့နေရာဒီမှာဒိန်ရင်ကောတောက်ချင်တယ်ဆိုရင်တော့ဖွင့်လာတဲ့တန်း35နှစ်ကျော်ရှိပြီးတော့ရသာရှိပြီးတောက်လို့ရန်ကောင်းတယ်ရာကုတ်ပိုင်ဆိုရင်အကောင်းဆုံးဒိန်ရင်ဆိုင်ကတော့23လ80လမ်းတောက်မှာဖွင့်လာတာမို့လို့မတောက်ဘူးတင်ရင်တောက်ကြည့်ဖို့ recommend လုပ်ရင်လည်းနောက်လွှဲမှာပြောနေကြမယ်နော်အားလုံးပဲ Assalamu alaikum